ဒီလောက်လှတဲ့တောင်ကြီး view point ကြီးကအမိုက်တွေနဲ့တော်တော်လေးရုပ်ဆိုးသွားတယ်ဗျာအမိုက်တွေကတစ်ခေါက်သွားတိုင်းပိုပြီးတော့ပဲများလာတယ်ပေါ့နော်ထူးခြားတာကအခုလိုအမိုက်ပြစ်နေကြတာကဧည့်သည်တွေမှုန့်ဖဲနဲ့တောင်ကြီးဒေသခံတွေပဲပြစ်နေကြတာများတယ်ပေါ့နော်ဧည့်သည်တွေလည်းအ ਨੇ ကျင်းတော့ပါပါတယ်မပါဘူးလို့မပြောပါဘူးတောင်ကြီးမျိုးပေါ်ကသူတွေဒီတောင်ကြီးနီးနားရွာလေးတွေကနေပြီးတော့မှဒီ view point အောင်လာပြီးတော့ပန်းဖြေတယ်စားတယ်တောက်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဒီ plastic ဘူးကုန်တွေဘီယာပလင်းတွေနေကြစည်းကွန်တွေ plastic အိတ်တွေစီကမ်းမဲ့စွန့်ပစ်ကြတာတွေ့ရတယ်ဗျာနော်ခက်တာဒီ view point မှာလည်းအမိုက်ပုံးထားမပေးဘူးဗျအမိုက်ပုံးမရှိတော့လည်းပြစ်ရှင်တဲ့နေရာတွေပြစ်ကြတာပေါ့ဗျာအခုလိုတွေဒါအမိုက်တွေထပ်ပြစ်နေမယ်ဆိုလို့ရှိရင်တော့ဒီနေရာက view point နဲ့မတူတော့ဘဲနဲ့အမိုက်ပုံကြီးလိုဖြစ်သွားလိမ့်မယ်ဗျာနော် view point မှာအပန်းဖြေလာကြတဲ့သူတွေအနေနဲ့ကိုစားထားတဲ့မုန့်တွေအေးဘူးကွန်တွေဘီယာပလင်းတွေကိုစားပြီးတောက်ပြီးသွားပြီဆိုလို့ရှိရင်ကြွိတ်ထဲပြန်ထည့်ပြီးတော့မှယူသွားပြီးတော့အမိုက်ပုံးရှိတဲ့နေရာရောက်မှပြစ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့၄ရက်လောက်က view point ကိုကျွန်တော်တစ်ခေါက်ရောက်တယ် view point မှာဈေးရောက်နေတဲ့ဈေးသည်တွေကလည်းစီကမ်းမရှိဘူးဗျာနော်အမိုက်တွေကိုပြစ်ရှင်တာတွေပြစ်တယ်ဗျာနော်ဒီ view point ကြောင့်ပဲသူတို့ဒီလိုဈေးရောက်စားလို့ရနေတာဗျာနော်ဒီ view point ကအမိုက်ပုံကြီးလိုဖြစ်ပြီးတော့လူတွေလာမလဲတော့ဘူးဆိုလို့ရှိရင်သူတို့ဘယ်လိုဈေးသွားရောင်းမလဲဗျာနော်အဲ့တော့ဒီ view point ကိုလာလေတဲ့သူတွေရော view point မှာဈေးရောက်တဲ့သူတွေရောအမိုက်ကိုစနစ်တကျစွန့်ပစ်ပေးကြဖို့ကျွန်တော်ကတော့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာအမိုက်တွေကတော့ကြည့်ပါအောင်ဗျာမြင်တဲ့အတိုင်းပဲဒီမှာဒူးနဲ့တေးဖြစ်နေပြီတာဝန်ရှိတဲ့သူတွေအနေနဲ့လည်း view point မှာအမိုက်ပုံးလေးထားပေးဖို့တောင်းဆိုပါတယ်မေတ္တာလေးရက်ခံပါတယ်ခင်ဗျာ